တောင်တန်းတွေရဲ့အဝေးတနေရအပြန်ရောင်ကောင်းကင်တွေရဲ့အလုံးမှာစွမ်းအားကြီးမှတောင်တက်တစ်ခုရှိပြီးဘသူမှမသွားရဲ့နေရာလေးတစ်ခုပေါ့။ဒဏ္ဍာရီအဆိုရတော့တောင်တန်းတွေရဲ့အတွင်းမှာဆိုရင်ကြောင်မက်ဖွယ်ရကောင်းတဲ့တစီတကောင်ရှိရလို့ပြောကြတယ်။အဲ့ဒီတစီကြီးကိုတောပြင်လို့ခေါ်ကြတယ်။ဒဏ္ဍာရီအဆိုရသူ့ကိုနိုးထလာနိုင်အောင်လုပ်ရတဲ့အရာတစ်ခုကဆက်ရှင်နှစ်မတိုင်ကလက်မထက်ရသေးတဲ့မင်းသမီးတစ်ပါးပဲဖြစ်ပါတယ်။အဲ့ဒီမင်းသမီးလေးကခရစ်စတန်ဆိုတဲ့ကောင်းမလေးတစ်ယောက်ပဲဖြစ်ပါတယ်။ခရစ်စတန်ကဒီနေ့မှာမင်းသားရဲ့တစ်ပါးနဲ့တွေ့ရပြီးသူ့ရဲ့မနှက်ပြဆက်ရှင်လေးပြည့်မွေးနေ့ရှိတာကြောင့်ဒီနေ့မှာတွေ့ရမှာဖြစ်ပြီးမင်းသမီးလေးရဲ့သဘောပါသည်ဖြစ်စေမပါသည်ဖြစ်စေဆက်ချင်းနဲ့မပြည့်ခင်လက်ထပ်ပေးဖို့ကဘင်းကြီးရဲ့တောင်းလာဖြစ်ထိုချိန်မှာပဲထိုလူတန်ကြီးတို့အထက်ကလူငယ်လေးကသူ့ကိုယ်သူဒိမတ်နိုင်ငံကမင်းသားရဲ့တစ်ပါးဖြစ်တယ်ဆိုပြီးမိတ်ဆက်တယ်တက်ချစ်ကြီးမဲ့လာပါတော့မင်းကြီးမင်းသမီးကိုလက်ထပ်ဖို့လက်ခံပြီးပါပြောတော့မင်းကြီးရောမိဖုရားကြီးရောအားလုံးရဲ့ဘာမှပြောပဲတိတ်ဆိတ်နေတယ်ဘေးနားကလူကအဲ့ဒါတုံးတုံးစကားတွေလို့ပြောကမှဒိမတ်မင်းသားကလှုပ်ဟောင်းအားယူယူအဖန်အန်ရโอเคဘာညာတရကပြောအောင်တစ်ဖွဲ့လုံးပွဲကြကုန်တော့တယ်ဒိမတ်မင်းသားကအညသာစားပွဲရောက်တော့သူဘလောက်တော်ကြောင်သူဘလောက်ကောင်းကြောင်သူဘလောက်ရဲရင်ကြောင်ဝုန်းဝုန်းကြီးတကောင်ကိုသူတယောက်တည်းလေပင်းညစ်ပြီးတက်လာကြောင်စပြီးလေတိုက်ပါတော့တယ်မင်းသမီးလေးလည်းအဲ့လိုလိုမျိုးနဲ့လမ်းမတက်ချင်တာကြောင်နောက်တစ်နေ့မနက်မှာတော့မြင်းစီးပြီးထွက်ပြေးသွားပါတော့တယ်တခြားတစ်ဖက်မှာတော့ကောင်းလေးတယောက်ဟာလမ်းပေါ်မှာလမ်းလျှောက်နေတာဖြစ်ပြီးတရားပေါ်မှာရက်နေရင်တစုံတစ်ခုကိုလန့်ပြီးချောင်းထဲကိုပြုတ်ကျသွားပါတော့တယ်ကောင်းလေးလန့်သွားတဲ့ရက်ကမင်းသမီးလေးစီးလာတဲ့မြင်းနဲ့ထိမိတာကြောင့်ဖြစ်ပါတယ်ထို့အချိန်မင်းသမီးလေးလည်းအောက်ကိုစီးမိကြည့်တော့ကောင်းလေးကရေထဲကိုပြန်ဆွဲချပြီးကြေပြီးလို့ပြောတယ်ခရစ်စတန်လည်းစိတ်ဆိုးသွားတယ်စိတ်ဆိုးသွားမဲ့ဗိုက်စာတာကြောင့်ကောင်းလေးစီကပန်းစည်းကိုတောင်းစားရင်တယောက်နဲ့တယောက်အဆင်ပြေသွားတယ်ကောင်းလေးကသူ့နာမည်က S1 ဖြစ်ကိုနှစ်ယောက်နဲ့အဖေနဲ့အတူနေရလို့ပြောတယ်မင်းသမီးလေးစားပြီးတော့ S1 ကမင်းသမီးလေးနာမည်မေးတော့အနာဂတ်မှာဘယ်သူမှဘာဖြစ်မဲ့ဆိုတာမသိဘူးတနေ့နေ့တော့ပြန်ဆုံနိုင်သေးပါလေလို့ပြောပြီးမြင်းစီပြီးထွက်သွားပါလေရဲ့ S1 လည်းအိမ်ပြန်သွားပြီးအိမ်မှာတော့သူ့ကိုယ်တွေကအိမ်ဆောက်ဖို့လှုပ်လှုပ်နေကြတာဖြစ်ပြီး S1 ကိုသူ့အဖေကပြတာလို့ခေါ်တယ်ပြတာလို့ခေါ်ရဲ့အကြောင်းရင်းကတော့အမြဲတမ်းတောက်တော့ရဲ့လှုပ်ထက်တာအကြောင်းပဲဖြစ်တယ်ခုလဲလက်ဓာတ်တွေချဖို့ဈေးဝယ်လှုပ်လိုက်တာဖြစ်ပြီးဘာမှပါမလာတော့ပြတာတော့လှုပ်လိုက်ပြန်ပြီ S1 ကမြင်းစီလာတဲ့ကောင်မလေးတယောက်နဲ့တွေ့ခဲ့တာကြောင့်ကောင်မလေးကြောင့်သူ့ပစ္စည်းတွေရေထဲကိုပြုတ်ကျသွားလို့ပြောတယ်အကိုတွေကလည်းစိတ်ပြတ်သွားပြီးနေ့တိုင်းဆက်ပြုံးနေပဲစားနေရတာဖြစ်တာကြောင့်ဒီနေ့တော့တောပြစ်ထက်မဲ့ပြောတယ် S1 ကသူ့ပါလိုက်မဲ့ပြောတော့အားလုံးက no ဆိုပြီးထားအောင်ကြတယ် S1 ကိုသူ့အဖေကအင်ကိုတခြားကြည့်တာမဟုတ်တာဘာမှမလုပ်နဲ့ပြောပြီးတောပြစ်ထွက်သွားပါလေရဲ့ S1 လည်းညရောက်တော့အိမ်မှာစောင့်နေရင်အတန်ကြားလို့ထွက်ကြည့်ရမှာမှင်သားတွေကိုတွေ့တာကြောင့်မိကိုဝေးလိုက်ရမိစားတကူကဝိစာဘော်ကိုကြာသွားပြီးတအိမ်လုံးမိစားဆွဲပါတော့တယ်S1 လည်းမိသက်ကိုကြိုးစားပြီးမထိတ်မရတော့ကြတအိမ်လုံးပြဖြစ်သွားတယ်မနေ့ကအကိုနဲ့အဖေတို့တော်လဲရမှာပြန်လာတော့တအိမ်လုံးပြဖြစ်သွားတာကိုမြင် S1 ကိုပြောတဲ့စကားမရှိတော့ချီ S1 လည်းညကမင်းသားရေးတွေ့ခဲ့တာကြောင့်ဖြစ်သွားတာလို့ပြောတော့သူ့ဖေကကူတီရှီယိုဆွဲရုံနေသေးတာလို့ပြောပြီးအပြစ်တင်ပြောဆိုနေချိန်ဒိမမင်းသားရောက်လာပါတော့ဒိမမင်းသားကမြစည်းသွားတဲ့ကောင်းမလေးတယောက်ကိုတွေးသေးလာမိတော့ S1 ရဲ့အကိုပေါ်လစ်က S1 တွေ့ရလို့ပြောတယ်ဒိမမင်းသားလည်း S1 ကိုဓာတ်နဲ့ထောက်ဘယ်ကိုသွားတာမြင်လဲလို့ပြီးတော့သူကမသိဘူးဖြစ်အဲ့အချိန်မှာသူ့အဖေကသူ့သားကပုံမှန်မဟုတ်ကြောင်းအခုလည်းတဲ့အိမ်လုံးသူ့ကြောင့်ပြဖြစ်သွားပြီဖြစ်ကြောင်းဒိမမင်းသားလည်းမြင်းစည်းသွားတဲ့ကောင်းမလေးကမင်းသမီးလေးဖြစ်ပြီးအရန်ချစ်ရတော့သူ့ရဲ့ကလေးသမီးလေးလို့ပြောတယ်မင်းသမီးလေးကိုတွေ့ရင်ဘင်းကြီးကစုလက်တွေပေးမယ်ပြောတယ်ဆိုပြီးဒိမမင်းသားတို့အဖွဲထွက်သွားပါလေရဲ့ S1 ရဲ့အဖေကပေါ်နဲ့အဲလေးကိုမင်းတို့နှစ်ယောက်ကမင်းသမီးလေးကိုရှာအထမှာအိမ်ဆောက်ဖို့ပတ်စံရမှာ S1 ကိုတော့ဘာမှမလုပ်ပဲဒီတိုင်းလေးနေပေးပါလို့ပြောတယ်ပေါ်နဲ့အဲလေးလည်းမင်းသမီးလေးကိုရှာဖို့ထွက်သွားတော့ S1 လည်းနောက်ကလိုက်လာတယ်တော်နဲ့တနေရာရောက်တော့ကဲပါဆိုတဲ့အတန်ကြားတယ်ပေါ်နဲ့အဲလေးကမကဲပဲထွက်သွားတော့ S1 ကတွားကြည့်ရောနှာခေါင်းရှင်နဲ့ဆုံးမတယောက်ပဲဖြစ်နေတယ်နှာခေါင်းရှင်နဲ့ဆုံးမကတိတုံးကြားထဲမှာညံ့နေတာဖြစ်တယ် S1 လည်းကဲပေးလိုက်တာကြောင့်နှာခေါင်းရှင်နဲ့ဆုံးမကကျေးဇူးဆက်တဲ့အနေနဲ့ဘယ်သွားမလို့လဲမေးတော့လက်ထက်ဘက်ကထွက်ပြီးတော့တယ်မင်းသမီးလေးကိုရှားနေတာဆုံးမကြီးကမင်းသမီးလေးရဲ့အသက်သက်ရှင်းနေမတိုင်ခင်လက်ထက်ရမှာဖြစ်ပြီးလက်သက်ရှင်းလေးကြော်ရင်တစေကြီးတကောင်ကလာပြီးလက်တက်ပြီးခေါ်မယ်လို့ပြောတယ်အဲ့ဒီတစေကြီးကိုနိုင်ဖို့ဆိုရင်မော်ဝင်သားကိုလိုအပ်တယ်မော်ဝင်သားကိုလိုအပ်တာကြောင့်ဆုံးမကြီးက S1 ကိုမြေပုံပေးလိုက်တယ်မြေပုံကစိတ်အလိုကြသွားကျင်တဲ့နေရာကိုဖော်ပြပေးတာဖြစ်တယ်ပြောပြီးဆုံးမကြီးလည်းထွက်သွားပါတော့တယ်တခြားတစ်ဖက်မှာတော့ပေါ်နဲ့အဲလစ်ကချောမောလာပါတဲ့ကောင်းမလေးနဲ့တွေ့ပြီးတာယာနေခဲ့တယ်။ချွေပန်းသီးကိုစားခြင်းသူ့နဲ့အတူနေရမယ်လို့ပြောတော့ပေါ်နဲ့အဲလစ်ကလည်းလိုက်သွားတယ်။ S1 လည်းတိတ်မကြခင်မှာသူ့ကိုယ်တွေတာယာနေတဲ့နေရာကိုရောက်သွားတယ်။သူ့ကိုယ်တွေတာယာနေတဲ့နေရာကိုရောက်တော့သူလည်းချွေပန်းသီးတွေကိုထိုင်းစားရင်ထိုင်းနေခဲ့တယ်။နောက်တော့ S1 ရဲ့မျက်လုံးထဲမှာပန်းသီးတဲ့နေရာမှာလောက်ကောင်တွေကိုမြင်တာကြောင့် S1 ကသူ့ကိုယ်တွေကိုအတင်းဆွဲခေါ်ပြီးထွက်သွားတယ်။ထိုချိန်ချောမောလာပါတဲ့မိန်းမလာတွေကစုံမကြီးအသွင်ဖြစ်သွားပြီ။ညီကို3ယောက်နဲ့အတူတူနေရနောက်ကအတင်းလိုက်ပြီးဆွဲပါတော့တယ်ညီကို3ယောက်လည်းဘီကျိုးအောင်ထွက်ပြီးလက်မတေးလင်းပါတယ်လွတ်မြောက်သွားပါတော့တယ်အကို2ယောက်ကို S1 ကစုံမကြီးပေးတဲ့မြေပုံအကြောင်းနဲ့မင်းသမီးလေးအကြောင်းပြောပြပြီးဘာတစ်ခုကိုတွေးတော့ဘိုက်ဖြစ်ရင်သွားပါတော့တယ်အထဲမှာတော့တက်တက်ဆက်ဆက်ဒိမမင်းသားတို့ရှိနေတာဖြစ်ပြီးညီကို3ယောက်လည်းအစားတောက်တွေကိုမှာပြီးထိုင်းနေကြဒိမမင်းသားရောက်လာပါတော့ဒိမမင်းသားကမိမဆက်ရသေးတော့မိလာဆက်တာလို့ပြောပြီးဒိမမင်းသားကငွေတို့ကိုပြပြီးတိရတစ်ခုခုရှိရင်ပြောဖို့ပြောတယ်ပေါ်ကမြေပုံအကြောင်းပြောပြီးမြေပုံကိုပေးလိုက်ပြီးအခုငွေလောင်းနေဆိုရင်အိမ်ဆောက်ဖို့လုံလောက်တယ်ပြောတယ် S1 ကမပေးနိုင်ဘူးပြောတော့ဒိမမင်းသားကမပေးရင်ဖမ်းမယ်လို့တော့ S1 ကစားဖို့ယူလာတဲ့ဟင်းခွန်းနဲ့မျက်နှာကိုချလိုက်တယ်ဘားထဲမှာ S1 တို့ညီကို3ယောက်နဲ့ဒိမမင်းသားတို့အပွဲဖြစ်သွားတယ်နောက်ဆုံးတော့ S1 တို့ညီကို3ယောက်နဲ့ထွက်ပြီးတယ်ဒိမမင်းသားတို့အဖွဲလည်းနောက်ကလိုက်ခဲ့ပြီး S1 တို့ညီကို3ယောက်ဟာရေကိုတစ်ခုရဲ့အစုံမှာပိတ်မိနေတယ်နောက်ဆုံးရွရွတရားမရှိတော့ကြောင်းအောက်ကိုပဲခုံချလိုက်ရတော့တယ်တခြားတစ်ဖက်မှာတော့မင်းသမီးလေးကကျလုံးတစေကြီးရဲ့ဖန်တီးခြင်းကိုခံရပြီးတစေကြီးကလက်ထက်ရန်လို့တော့မင်းသမီးလေးကတစေကြီးကိုလက်ထက်ရမှာသိပါဒါပေမဲ့ဂရိုးသမီးဝတ်စုံပါပဲလက်မထက်နိုင်ဘူးပြောပြီးအချိန်ဆွဲထားပါတယ်တခြားတစ်ဖက်မှာတော့ S1 တို့ညီကို3ယောက်လည်းမော်ဝင်သားကိုရှာဖို့မြူတွေအုပ်ဆိုင်နေတဲ့နေရာတစ်ခုကိုရောက်နေတဲ့အချိန်မှာ S1 ရဲ့ခြေထောက်ကနုံထဲကိုနှစ်သွားတယ်နုံထဲကိုနှစ်နေတာကိုပေါ်နဲ့အလက်ကမသိပဲရှိကတော့ S1 တယောက်တည်းကြံခဲ့လေ S1 လည်းခြေထောက်ကိုဆွဲလုံနိုင်သွားပြီးအကိုတွေကိုရှာတော့လူတွေစိုင်းနေတာဖြစ်တာကြောင့်အကိုနှစ်ယောက်ကိုရှာမတွေ့နိုင်ဘူးဖြစ်နေနောက်ဆုံးတော့ S1 နဲ့အကိုနှစ်ယောက်လည်းလူစုကွဲသွားခဲ့တယ်ပေါ်နဲ့အလက်ကတော့ဒိမမင်းသားနဲ့တွေ့ပြီးဒိမမင်းသားတို့ဖန်တီးခြင်း
ကိုခံခဲ့ရတယ်။ S-Band ကတော့မော်ဝင်သားရှိတဲ့နေရာကိုရောက်သွားပြီးမော်ဝင်သားကိုရှာတွေ့ခဲ့တယ်။ S-Band နဲ့သူ့ကိုနှစ်ယောက်ကိုကယ်ရန်ဒိမတ်မင်းသားတို့အဖွဲ့နဲ့ချတော့ S-Band ပဲအဖမ်းခံလိုက်ရတယ်။ဒီလိုနဲ့ညရောက်တော့ဒိမတ်မင်းသားတို့အဖွဲ့ကစားတောက်နေခဲ့ပြီး S-Band တို့ညီကို3ယောက်ကိုတော့တစ်ပင်တစ်ခုမှာကျိုးနဲ့ချေခဲ့ထိုအချိန်မှာမိစာကြီးရောက်လာတာကြောင့်ဒိမတ်မင်းသားတို့အဖွဲ့ထပ်ပြေးသွားတယ်။ညီကို3ယောက်လည်းလက်မတင်လေးမှနဲ့လွတ်မြောက်သွားတယ်။လွတ်မြောက်သွားတယ်ဆိုပေမဲ့အစားမတ်တဲ့ဘောကကြက်ပေါင်တွေယူလာတာကြောင့်တစေကြီးလည်းအနက်ရပြီးရှားတွေ့သွားတာကြောင့်အဖမ်းခံလိုက်ရပါတော့ဒိမတ်မင်းသားရဲ့နောက်လက်2ယောက်ကတော့တစေကြီးရဲ့လက်ချက်နဲ့အဆုံးသတ်သွားတယ်။ဒိမတ်မင်းသားကတော့ဖမ်းဆီးခြင်းကိုခံလိုက်ရပါတော့ထိုအချိန်မင်းသမီးလေးနဲ့တွေ့ပြီးထွက်ပြေးဖို့ကြံစီပါတော့တယ်။တစေကြီးကအိတ်နေတာဖြစ်ပြီးတစေကြီးရဲ့အမိဘော်ကခုံပြောသွားရမှာဖြစ်တယ်။မင်းသမီးလေးခရစ်စတန် S-Band ဒိမတ်မင်းသားပေါနဲ့အဲလစ်တို့ဟာတစေကြီးရဲ့အမိဘော်ကခုံကျော်ရမှာဖြစ်အားလုံးခုံကျော်သွားနိုင်ပေမဲ့ဒိမတ်မင်းသားရဲ့အလှည့်မှာတစေကြီးရဲ့အမိကိုတက်နေမိရကြောင့်တစေကြီးလည်းနိုးသွားပြီးသူတို့ကိုလိုက်ဖမ်းပါတော့တယ်။သူတို့အဖွဲ့လည်းတောင်ပေါ်ကိုတက်ပြေးသွားကြတယ်။ဒိမတ်မင်းသားကတော့တောင်ကြားထဲမှာပုန်းနေခဲ့ညီကို3ယောက်နဲ့မင်းသမီးလေးတို့ဟာတောင်ပေါ်ကိုရောက်ရှိသွားတယ်။တစေကြီးလည်းနောက်ကတောင်ပေါ်ကိုလိုက်လာခဲ့တယ်။ S-Band လည်းရွေးချယ်တရားမရှိတော့တာကြောင့်မော်ဝင်သားနဲ့အဆုံးသတ်ဖို့ပဲရွေးချယ်ခဲ့တယ်။တစေကြီးကိုမော်ဝင်သားနဲ့ခုတော့အသုံးဝင်ပဲလက်နဲ့ပဲရိုက်ခံလိုက်ရပြီးမော်ဝင်သားလည်းတောင်အောက်ကိုပြုတ်ကျသွားတယ်။အဲလစ်လည်းဝင်ပြီးတိုက်ရိုက်ခဲ့ရလက်နဲ့ရိုက်ခံရတာကြောင့်တတိပါလစ်သွားလေ။ S-Band လည်းနေထွက်လာတာကိုမြင်ပြီးမှန်ရဲ့အလင်းရောက်ကိုအသုံးပြုပြီးတစေကြီးကိုအလင်းရောက်နဲ့ထိလိုက်ရတစေကြီးလည်းကြောက်တုံးဖြစ်သွားပြီးအဆုံးသတ်သွားပါတော့ဒီလိုနဲ့ညီကို3ယောက်နဲ့မင်းသမီးလေးတို့ကတိုင်းပြည်ကိုပြန်ခဲ့ကြတယ်။တိုင်းပြည်ကိုရောက်တော့မင်းကြီးကမင်းသမီးလေးပြန်ရလာကြောင်းဝမ်းမတက်တာနဲ့ပွေ့ပတ်ပြီး S-Band တို့ညီကို3ယောက်ကိုတော့ဘာစုလိုချင်လဲဆိုပြီးမေးတယ်။ S-Band လည်းအိမ်ပြန်ဆက်ဖို့ပတ်ဆက်အလုံးလောက်ပဲလိုချင်တယ်ပြောတော့မင်းကြီးကဖြစ်စေရပါမယ်ပြောတယ်။တခြားတစ်ဖက်မှာတော့ဒိမတ်မင်းသားက S-Band နဲ့တွေ့ခဲ့တဲ့စုံးမကြီးနဲ့တွေ့ခဲ့ပြီးဒိမတ်မင်းသားကစုံးမကြီးကိုနှာခေါင်းရှည်ကြီးနဲ့ရေဆိုးလိုက်တာလို့ပြောတော့စုံးမကြီးလည်းလည်းတင်းသွားတယ်။ဒိမတ်မင်းသားကစုံးမကြီးကိုနန်းတော်ကိုဘယ်လမ်းကပြန်ရလဲပြီးတော့စုံးမကြီးလည်းလမ်းလွဲပြောခဲ့တယ်။လမ်းလွဲပြောခဲ့တာကြောင့်ချောမောလှပတဲ့ကောင်းမလေးအတင်ဆောင်းထားတဲ့စုံးမရီနဲ့တွေ့ပြီးစုံးမရီခေါ်ဆောင်ရကိုလိုက်သွားပါတော့။နောက်ရက်အနည်းငယ်ကြာတော့ S-Band တို့ညီကို3ယောက်လည်းအိမ်မင်းစောင့်နေချိန်မင်းသမီးလေးရောက်လာပြီး S-Band ကိုမင်းစီးပြီးခေါ်သွားပါလေရဲ့